ဗီဒီယိုရဲ့အစမှာတော့ပင့်ကိုလူသားက Granny House မှာအိပ်ပျော်နေပါတယ်ခဏနေတော့သူနိုးလာပါတယ်အဖေရောက်မြန်လေဟာမင်းညာမူးညာနဲ့ဘာမှမသိတော့ပါကွာ爸爸皮皮我第天里面偷到马皮没哎呀把人进门我们队伍အဲ့ဒီချိန်မှာပဲ Granny အဖွားကြီးရဲ့အတန်ကြီးကိုကြားလိုက်ရပါတယ်巴登雷哈巴登进来 Spider-Man ကအခန်းထဲကနေထွက်သွားဖို့လှုပ်ချိန်မှာပန်းအိုးကိုတိုက်မိပြီးကျသွားတဲ့အတန်ကြီးထပ်လာခဲ့ပါတယ်။ Granny ရဲ့ရှီတန်ကြီးကိုထပ်ပြီးတော့ကြားလိုက်ရပါတယ်巴登雷哈巴罗吉拆开哩那得先拆开你那贝贝没မင်းလာပါငါ့ခေါ်နေရလာပြီနော် Granny အဖွားကြီးက Spider-Man ကိုတီးဖို့ခြေထောက်ကြီးနဲ့ရှောက်လာခဲ့ပါတယ်阿爸ကျွန်တော်စနေပါမင်္ဂလာပါဖဖဒီနေ့ရောငါတို့ပင့်ကိုလူသားစားရမယ်ဟင် Granny က Spider-Man ကိုညှို့လိုက်ပြီးတော့အားပြင်းပြင်းနဲ့တုပ်စာကျွေးလိုက်ပါတယ်ဟာလွယ်ပါလေကွာ Granny ကြီးကထွက်သွားခဲ့ပါတယ် Spider-Man တယောက်ထပ်ပြီးတော့အိတ်နေခဲ့ပါတယ်哇အဲ့လိုကောင်းလိုက်တာကွာနေပါဦးဟာငါသေးမိုင်ကြီးကနေထော်တော်ဖို့လို့ရအောင်ပါပဲ Spider-Man ကထလာခဲ့ပါတယ်ဒီခါတော့ဖွားကြီးကိုရှောင်မပေးရအောင်အဖေပြေးမိပဲ Spider-Man ကအိမ်ခန်းထဲကနေပြီးတော့ထွက်သွားခဲ့ပါတယ်ဒီရင်ကြီးကဘလို့တော့ကြောက်စရာကောင်းမြလဲကွာဒီလိုနဲ့ပါတန်းပေါ်ခုန်တက်ပြီးအောက်ကိုဆင်းသွားပါတယ်ဟိုပါတော့ကြီးပဲပြောက်သွားလေ Granny ကြီးကရောက်လာခဲ့ပါတယ် Spider-Man နေရာမှာကားရကြီးတက်ပြီးတော့ကတ်နေခဲ့ပါတယ်ဟဲငါ့ဒီပါတော့ချင်းမညူပဲ Spider-Man ကသူ့ရဲ့အမြင်တွေကိုတုံးပြီးတော့ Granny ကြီးကိုလေပေါ်မှာတန်းလန်းကြီးလှုပ်ပေးလိုက်ပါတယ်ကဲကြပါ Spider-Man ကအခန်းတစ်ခုစီကိုရောက်သွားပြီးတော့အိမ်ပေါ်တက်ပြီးချန်ပီယံကိုခုန်ထွက်သွားခဲ့ပါတယ်